ရောက်ဟိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီခလေးပစ္စည်းနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြချင်ပါတယ်ဟိုကျမလည်းဒီလက်ရှိမှာဆိုရင်ကုန်35ဘတ်နဲ့2ရက်ရှိပြီပေါ့နော်2ရက်ရှိပြီဆိုတဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲဟိုဝယ်ထားတဲ့ခလေးပစ္စည်းတွေကလည်းဟိုစုံသလောက်ဖြစ်နေပြီဆိုတာရဲ့အဲ့ပစ္စည်းတွေအကြောင်းရဲ့နောက်တစ်ခုကဘယ်လိုပြောမလဲဆေးရုံတက်မဲ့ချိန်ပေါ့နော်ယူသွားမယ့်ပစ္စည်းတွေပေါ့နော်ဟိုပစ္စည်းတွေကယူသွားမလဲဆိုတာမျိုးတွေကိုဒီကျမကြည့်တဲ့လောက်ပေါ့နော်ကျမလည်းဒီပြောမယ်ဆိုလို့ရှိရင် first time ဒီခလေးမွေးရမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟိုကျမတို့ပဲအလားတူဟိုဒီ first time ဟိုဖြစ်မဲ့မမေတွေအတွက်မှာကိုစံကိုရီနာလေးပါတော့မော်ရီမတ်အရင်ဆုံးအနေနဲ့ဒီအိမ်မှာသုံးမဲ့ပစ္စည်းတွေပေါ့နော်ဒီကိုအရင်ဆုံးပြောပြချင်ပါတယ်ဆိုရင်အရင်ဆုံးဆိုလို့ရှိရင်ခလေးအိမ်မဲ့အိယာပေါ့နော်အဲ့ရကကျမတော့ဟိုအရင်ဗီဒီယိုမှာလည်းကျမပြောထားပြီးတော့ခလေးအဲ့ရ2မျိုးဝယ်ထားတာပေါ့နော်တစ်မျိုးကအိမ်မှာသုံးမဲ့ဒီအဲ့ရဆက်ရယ်နောက်တစ်ခုကဟိုရောက်ခမအိမ်သွားတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ခရီးသွားတဲ့အခါမျိုးတွေမှာသုံးမဲ့ဆိုတဲ့ဒီအလွယ်တကူသေးသွားရတဲ့ဒီအဲ့ရဆက်လေးပေါ့နော်အဲ့ဆက်လေးကိုဝယ်ထားတယ်နောက်တစ်မျိုးကပါလဲဆိုလို့ရှိရင်ဒါကတော့ဒီအိမ်မှာသုံးမဲ့ဒီပြောမယ် H လေးပေါ့နော်ချင်းလေးပေါ့နော်ချင်းနဲ့ပိုင်းထည့်ရဆိုလို့ရှိရင်ဒီအုံမသွရှိမယ်နောက်တော့ခလေးလိုအပ်တဲ့ဒီပစ္စည်းတွေပေါ့နော်ပစ္စည်းတွေပေါ့နော်လက်တင်ညက်ကအစားပေါ့လက်တင်ညက်တွေရှိမယ်ဒီအကိုပူချိန်တိုင်းတဲ့ဆက်တွေရယ်နောက်တခြားဟိုလိုအပ်တဲ့ဒီ tissue တွေပါတွေပေါ့နော်အစုံဒီထဲမှာထည့်ထားတယ်ပေါ့နော်တခုခလေးပစ္စည်းလိုအပ်တယ်ဆိုလို့ရှိရင်ဒီထဲမှာဒီကနေယူပြီးသုံးရုံပဲပေါ့နော်ဒါကဒီလိုချင်းတောင်းလေးနဲ့ထည့်ထားတယ်ပေါ့နော်ထည့်ထားပြီးတော့နောက်ဒီဘေးမှာရှိတဲ့ဒီအနီရောင်လေးကပါလဲဆိုလို့ခါကြတော့ဟိုနှက်ညစ်တဲ့ဆက်ပေါ့နော်ခလေးဟိုနှက်အရန်ထွက်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကိုယ့်ဘာအသုံးပြုလို့ရတဲ့ဆက်ပေါ့နော်ဒါနှက်ညစ်ဆက်ပေါ့နော်နှက်ညစ်ဆက်လေးဝယ်ထားတယ်ဆိုတော့ခါကြဒီထဲမှာဆိုလို့အုံမဇိုဆက်တို့ရဲ့နောက်နှက်ညစ်ဆက်ရေပေါ့နော်အလဲမှာကျတော့ခလေးဒီ no ဘူးနဲ့ပတ်သက်တဲ့ပစ္စည်းတွေပေါ့နော်ခလေး no မှုနဲ့ပတ်သက်တဲ့ပစ္စည်းပေါ့ကျမကတော့ဒီကျမ no ထွက်ခဲ့စဉ်မိခင် no ရောဒီ no မှုရောပေါ့နော်နှစ်ခုစလုံးနဲ့ဒီအဆင်ပြေအောင်လုပ်ချင်တာမို့လို့ဟိုဆိုပြီးတော့ဒီ no မှုတွေအနေချင်းဝယ်ထားတယ်ပေါ့နော်အဲ့ဒါကြလောစတော့ဟိုဝဲမိဝယ်ရတယ်ဆိုပေမဲ့လို့ခလေးပုံမူတည်ပြီးတော့လည်းပြောင်းနိုင်တယ်ပေါ့နော်ဒါကတော့ no မှုတွေဖြစ်တယ် no မှုတွေဖြစ်ပြီးတော့ဒါကြတော့ဒီ no ဘူးတန်းစင်ဆက်ရယ်ပြီးတော့6ခန့်ဆက်ပေါ့နော်ဒါနုဘသစင်6ခန့်ဆက်ဖြစ်ပါတယ်အဲ့ဒါကိုဝယ်ထားပါတယ်နောက်တစ်ခုကဒီအောက်ဆုံးထောက်မှာကျတော့ပါရှိတယ်ဆိုလို့ရှိရင်ဒီခလေးရဲ့ဟိုရေချိုးတဲ့အခါသုံးတဲ့ပစ္စည်းတွေရယ် body soap တွေရယ်ပြီးတော့ lotion တွေရယ်ပေါ့နော် lotion တွေဖြစ်ပြီးတော့ဒါကျတော့ oshiki ပေါ့နော် oshiki ကိုတော့ဘယ်တော့မှမလဲဒီဖင်ကိုတန့်စင်ပြီးတဲ့ tissue လေးပေါ့နော် tissue ဝယ်ထားတယ်နောက်တစ်ခုကဒီအနီအောင်လေးကပါလဲဆိုတဲ့အခါကျတော့ခလေးရတယ်ဟိုမိုးရေးစားတော့ဒီခလေးဟိုအီးတွေကဘယ်လိုပြောမလဲအနံ့ထွက်ချင်မှထွက်မယ်ဆိုရင်မဲလို့နည်းနည်းလေးကြည့်လိုက်လို့ဆိုလို့ရှိရင်အနံ့တွေကနံ့တယ်ပေါ့နော်အနံ့ထွက်တဲ့အခါကျတော့ဟိုပြောမယ်ဒီအမတုကိုသုံးပြီးတဲ့အမတုတွေကိုဒီအိတ်ထဲမှာဒီထဲမှာရှိတဲ့ဒီအိတ်ထဲမှာထည့်ပြီးတော့ဒီ box တွေမှာပေါ့နော်ကွန်မီထည့်တဲ့ဒီ box ထဲမှာထည့်ပြီးတယ်ဆိုလို့ရှိရင်အနံ့မထွက်ဘူးပေါ့နော်အနံ့မထွက်ဘူးဟိုကျမတို့ဒီလိုအိတ်ကြီးဝယ်ရတဲ့အတွက်ကြောင့်မို့လို့ဒီကွန်မီထည့်တဲ့ဒီပုံလေးကြတော့ဒီဘယ်လိုမလဲပုံမှန်ဟာပဲဝယ်ထားတယ်ပေါ့နော်ထည့်ထားတယ်ဆိုတဲ့အခါကျတော့ဒါကတော့ဘုံမတုဖြစ်ပြီးတော့ဒါဒီအောက်မှာထားတယ်ပေါ့နော်ထားပြီးတော့နောက်တစ်ခါပါလဲဆိုတော့အခါကျတော့ရေချိုးတဲ့အခါသုံးတဲ့ဒီချိုးဒီပတ်လေးပေါ့နော်ပတ်လေးကတော့ကျမတော့ဒါဝယ်ထားတာပေါ့နော်ဒီချိုးပတ်လေးဝယ်ထားတာပေါ့နော်ဒီချိုးပတ်လေးကဒီချိုးတဲ့အခါသုံးတဲ့ပတ်လေးပေါ့နော်သုံးတဲ့ပတ်လေးဖြစ်ပါတယ်နောက်တစ်ခုကျတော့ခလေးဝတ်စားတွေကျတော့လောလောဆယ်ကတော့ကျမတော့ဒီလိုအပ်တဲ့ခလေးဝတ်စားတွေပေါ့နော်ဒီအဖြူအောင်ထဲမှာထည့်ထားတာပေါ့ထဲမှာဟိုလိုအပ်တဲ့လောက်ပဲဝယ်ရတယ်ပေါ့နော်ခလေးကလည်းဟိုပြောမယ်ဆိုလို့ရှိရင်ဝေးစားခလေးတွေကကြီးမြန်လို့ပြောကြတယ်ဆိုတော့ခါကျတော့ဟိုထွားမြန်တယ်ပြောကြတော့ကျမတော့အရင်မိုးဝယ်ထားပေါ့လိုအပ်လို့ရှိရင်တော့ဒီနီးစက်ရဆိုင်လေးမှာထောက်ဝယ်လို့ရတယ်ပေါ့နော်ဝယ်ထားတယ်နောက်တစ်ခုကပါလဲဆိုတော့ခါကျဒါအပြင်ထွက်တဲ့အခါမျိုးတွေသုံးတဲ့ဒီခလေးတွန်းလှဲ့ရယ်ခ
ခလေးတွန်းလေးခလေးချီပိုးရပေါ့နော်ချီပိုးရကြတော့ဒါဟိုနုနာလေးဝယ်ထားတယ်ပေါ့နော်နုနာလေးဝယ်ထားတဲ့နေဝယ်ထားတဲ့နှစ်ခုစလုံးကနုနာလေးဝယ်ထားတယ်နောက်တစ်ခုကဟိုခလေးဒီစီအောင်စင်တဲ့ခါကြတယ်တုံးနေကောင်းမှတုံးနေဟာကြတော့ဟိုသူ့အကိုကနေရထားတာမို့လို့ကျမတို့ထပ်မဝယ်ထားဘူးပေါ့နော်ထပ်ဝယ်နေပစ္စည်းကတော့ဟိုနှစ်လောက်မှပြတ်တော့ကြောင့်မို့လို့ကျမတို့မပြတော့ဘူးပေါ့နော်ခြိုက်လို့ရှိတော့ကတော့မပြတော့ဘူးပေါ့နော်အဲ့ဒါကကြလောလောဆယ်ဒီအိမ်မှာသုံးမဲ့ပစ္စည်းတွေပေါ့နော်ဖြစ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဆေးရုံသွားမဲ့ချိန်ပေါ့နော်ဆေးရုံသွားမဲ့ချိန်ယူသွားပစ္စည်းတွေကဘာတွေလဲဆိုလို့ရှိရင်ဟိုအဲ့ဒါဆိုလို့ရှိရင်ဒီကုံ34ပတ်လောက်ဆိုရင်သူတို့ပြောမယ်ထင်တယ်ဆေးရုံကနေပြီးတော့ဒီဆေးရုံမှာသူတို့ဟိုဒီပစ္စည်းတွေကသူတို့ကျွမ်းမီလုပ်ထားပြီးတယ်ပေါ့နော်ကျွမ်းမီလုပ်ထားပြီးတယ်ဖြစ်တော့ကျွန်တော်ကိုအနေနဲ့ဒီဆေးရုံသွားပစ္စည်းတွေကိုဟိုဒီတဲကိုကြည့်ပြီးတော့ကိုကတော့ဟိုလိုအပ်တဲ့လောက်ပဲယူသွားမယ်လို့တော့ကျွန်မကတော့တွေးထားပါတယ်။ဟုတ်ဆိုတော့ဟိုခိုးသားဝါဒီများတဲ့လူကြတော့ကိုပစ္စည်းကိုတည်သွားပါတော့။ကျွန်မတော့ဟိုခိုးသားဝါဒီအဲ့လောက်ထိမများတဲ့အတွက်ကြောင့်မို့လို့ဒီထဲမှာသူတို့ပြောထားတဲ့ list ကနေပြီးတော့ကျွန်မထည့်သွားတဲ့အနေချင်းလောက်ပဲကျွန်မယူသွားမယ်ဖြစ်ပါတယ်။ဆိုတော့ခါကျတော့ဒါတွေကိုဟိုမှာထည့်ရတယ်ဆိုလို့ရှိရင်ဒီအိတ်တွေပေါ့နော်။ဟိုဒီအိတ်တွေမှာထည့်ပြီးတော့ဟိုအနေချင်းပဲပေါ့နော်။ယူသွားမှဖြစ်ပါတယ်။အရင်ဆုံးပါလဲဆိုတော့ခါကြတာကတော့နှုတ်ညစ်ဆက်ပေါ့နော်နှုတ်ညစ်ဆက်ပါတယ်နှုတ်ဘူးတပူတွေပါတယ်ပေါ့ဒီထဲမှာထောက်ထွက်တာဆိုနှုတ်ဘူးပေါ့နော်ဆိုတော့ခါဟိုကျမအနေနဲ့ဟိုနှုတ်ထွက်လာနှုတ်ထွက်လာလည်းမပြောတော့ပေါ့နော်ပြောတော့တဲ့ခါကျတော့ဘလိုရမေးရဒါလေးကိုတော့ဆောင်းသွားတယ်ပေါ့နော်ဆောင်းသွားတယ်ဆောင်းသွားနောက်တစ်ခါပါလဲဆိုတဲ့ခါကျတော့ဟိုနှုတ်ဒီကောင်လေးနဲ့ပဲရလုပ်တဲ့ဟာလေးပေါ့နော်ခရင်လေးပေါ့နော်တော်များဒီစချင်းမှာဆိုလို့ရှိရင်နှုတ်ဒီကောင်ရမ်းနာကြလို့ပြောကြတယ်ပေါ့နော်ဆိုတော့ခါကျမဒီပဲလုပ်တဲ့ဒီနှုတ်ဒီကောင်လင်းလေးယူသွားတယ်ပေါ့နော်လင်းကြီးယူသွားတယ်နောက်တစ်ခုကဒါကကျတော့ဟိုနှုတ်ထကောင်းသေးတယ်ဒီလိုပြောတော့ပေါ့နော်ဒီလိုပြောတာတော့တောက်မယ်ဆိုပြီးတော့ယူသွားတယ်ပေါ့နော်ယူသွားတယ်နောက်တစ်ခုကဒါဟိုဗလဲဒီ plastic ကုပ်ဘူးတွေမှာပဲတက်ပြီးတော့ဟိုအလွယ်တကူရေတောက်လို့ရတဲ့ဟိုဘယ်လိုပြောမလဲထိတ်ကဟိုပိုက်ပါတယ်ဟာလေးပေါ့နော်ဒါရကန် shop ကနေဝယ်ထားတာပေါ့နော်ပြီးတော့တရားပဲပေးရတယ်ဒါတရားဝယ်ထားတယ်ပေါ့နော်ဆိုတော့ခါကျတော့ဟိုကိုကဒီမှာခလေးညစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ရေထားမတောက်နိုင်လေဒါဆိုဟာဒီပိုက်နဲ့အလွယ်တကူတောက်လို့ရတဲ့ဒီဘူးလေးမှာဒီလိုမျိုးလေးတက်လိုက်တယ်ဆိုလို့ရှိရင်ဒီလည်းမဖိတ်တော့ဘူးเนาะဒါတရားနဲ့ဆိုင်မဝယ်ထားတယ်ပေါ့နော်နောက်တစ်ခါဟိုပါကြမှာပေါ့နော်ပါကြမှာကစေးုံမှာလည်းဟိုပါကြမှာပေးတယ်လို့ရေးထားတယ်ပေါ့နော်ရေးတယ်ဆိုတော့ကျွန်မတစုံမဲယူသွားတယ်တစုံမဲယူသွားတယ်ဖြစ်ပြီးတော့နောက်တစ်ခုကျတော့ဒီလိုဖောင်းမိပေါ့နော်ဖောင်းမိကြတော့ကိုခလေးမွေးပြီးတဲ့လူတွေတော်တော်များသုံးရတယ်လို့မျိုးအဖွင့်ပိတ်လေးပေါ့နော်ရှိတယ်ဟိုပေါင်းပြီပေါ့နော်ဒီထဲမှာအတိတ်လေးခံတဲ့ဟာပေါ့နော်ဒါကြတော့ဟိုစေးရုံကသူတို့တစ်ခါသုံးပစ္စည်းတွေတစ်ခါသုံးပေါ့နော်ဆိုပြီးတော့သူတို့ကထုတ်လိုက်ပြီးတယ်ပေါ့နော်ထုတ်လိုက်ပြီးတယ်ဆိုပေမဲ့လို့ကျမတော့ဟိုအနေချင်းယူသွားတာပေါ့နော်ဒါကြတော့ဒီကလေးမွေးပြီးတယ်ဆိုလို့ရှိရင်ပေါင်းပြီပေါ့နော်ဘိုက်စီပေါင်းပြီပေါ့နော်ဘိုက်စီပေါင်းပြီးလေးယူသွားတယ်နောက်တစ်ခုကဟိုတစ်ခါသုံးပေါ့နော်ကျမဝယ်ထားတဲ့တစ်ခါသုံးဒီပေါင်းပြီပေါ့နော်ဒါလေးလေးဟိုနည်းနည်းထည့်သွားတယ်ပေါ့နော်ဒါတော့ဟိုနိုးအရန်ထွက်များတယ်ဆိုလို့ရှိရင်သုံးတဲ့ဟိုပတ်လီပေါ့နော်ဒါလည်းဟိုကျွန်မအနေချင်းယူသွားတယ်သူတို့လည်းပေးရလို့ရေးထားတယ်ပေါ့နော်ယူသွားတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒါကြတော့ဟိုမျက်စိဒါကျမအိမ်မှာသုံးနေကြပစ္စည်းပေါ့နော်သုံးတယ်မျက်စိဒီညောင်းတာလေးပင်ပန်းတာလေးဆိုလို့ရှိရင်မျက်စိအနာပေးတဲ့ mask လေးပေါ့နော်ဒါလေးကတော့ယူသွားတယ်ပေါ့နော်ယူသွားမယ်ဆိုပြီးတော့ထည့်ထားတယ်ပေါ့နော်လိုအပ်မယ့်အရာလေးထည့်ထားတယ်ဒါကြတော့ဟိုဒါတော့ကျမတို့လိုအပ်တဲ့အသုံးဆောင်တွေပေါ့နော်နောက်တစ်ခုကဘာလဲဆိုခလေးပစ္စည်းတွေပေါ့နော်ခလေးပစ္စည်းတွေကြတော့ဘာလဲဆိုတော့ခါကြတော့ဒီအဝတ်စားပေါ့နော်ခလေးစေးုံစိမ်မဲနေဝင်မဲ့အဝတ်စားလေးရယ်နောက်စေးုံမှာဝင်မဲ့ဒီလိုအပ်မယ့်စေးုံမှာလည်းသူကပေးမယ်လို့တော့ရေးထားတယ်ပေါ့နော်ဟိုခလေးရေးထားတယ်ဆိုမှကျမကတော့လိုအပ်မယ့်အနေနဲ့ယူတော့မှဖြစ်ပါတယ်ဆိုတော့ခါကြတော့ဟိုနောက်ပြီးတော့ကျမအိမ်နဲ့စီုံတွေကလည်း10မိနစ်လောက်ပဲဆိုတော့ခါကြတော့လိုအပ်တဲ့ဆိုလို့ရှိရင်အချိန်မီလည်းပြန်ယူလို့ရတယ်ပေါ့နော်ဆိုတော့ခါကြတော့ဟိုဒါလေးနည်းနည်းချင်းယူသွားတယ်နောက်ပြီးတော့ကားစေဒီပတ်ဝါလေးတွေနည်းနည်းလေးထည့်သွားတယ်ထ
ထည့်ပြီးတော့ခလေးဒီအခုတော့ကြာပါနည်းနည်းလေးထည့်သွားတယ်နောက်တစ်ခုကပါလဲဆိုတဲ့အခါကျတော့ခလေး no တိုက်တဲ့အခါသုံးတဲ့ဒီလို cushion လေးပေါ့နော်အဲ့လိုမျိုး cushion လေးပေါ့ဒီမှာလေ cushion လေးသုံးပြီးဆိုလို့ရှိရင်ဒီပေါ်မှာခလေးကိုထည့်တယ်ပေါ့နော်ခလေးထည့်တယ်ဆိုလို့ရှိရင်ထည့်ပြီးတော့ no တိုက်တယ်ဆိုလို့ရှိရင်မပင်မအောင်ပေါ့နော်မိခင်ကမပင်မအောင်ဆိုပြီးတော့ဆိုတဲ့အခါဒါလေးကတော့ဝယ်ထားတယ်ဒါလေးလေးယူသွားမယ်ပေါ့နော်ယူသွားမှဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါပါလဲဆိုတော့ဒါခလေးအိတ်တဲ့ဒီcushion လေးပေါ့နော် cushion လေးလို့ပြောမလားမသိဘူးပြောတော့ဆိုတော့ခါကျဒါလေးကတော့ဟိုဘယ်လိုပြောမလဲဟိုချုပ်ခလေးတွေကဟိုပြောမယ်လိုက်မခံတဲ့ခလေးလေးရှိရလို့ပြောတော့ပေါ့နော်ဆိုတဲ့ခါကျတော့ကျမတို့ဒီခလေးကဟိုမငိုရအောင်ပေါ့နော်ဒီထဲမှာတိတ်ပြီးတော့ဟိုလူချီပေါ့နော်ချီလို့အဆင်ပြေအောင်ပေါ့နော်ဆိုပြီးတော့ကျမတို့ဒါလေးကိုတော့ယူသွားမှာဖြစ်ပါတယ်နောက်ဆုံးအချက်ကပါလဲဆိုတော့စင်ုံတက်မယ်ဆိုလို့ရှိရင်ရေးကြီးဆုံးအချက်ကပါလဲဆိုလို့ရှိရင် postage ပေါ့နော်နောက်တစ်ခုကတော့ဒီစောင်းနှုတ်ပေါ့ဒီစောင်းနှုတ်ရဲ့နောက်ဆုံးကပါလဲဆိုတော့ရှင်တစိတ်တုံးပေါ့နော်အင်ကန်တော့ဟိုမဖြစ်မနေယူသွားမှာဖြစ်ပါတယ်ဆိုတော့အခါကျတော့ဟိုဒါလေးကတော့ဟိုမမေ့ဘူးပေါ့နော်မမေ့ဖို့အရေးကြီးပါတယ်မလောလောဆယ်တော့ဟိုစေးရုံတမပစ္စည်းတွေကတော့ပြောမယ်ဆိုရင်နည်းနည်းလေးပါပဲယူသွားတာသူကနည်းနည်းလေးပါပဲဆိုတော့ဒီမှာကစေးရုံတွေများသွားအဖြစ်ဟိုကျမတမက်စေးရုံကတော့တော်တော်ပြင်ဆင်ထားပြီးတော့တော်များပေါ့နော်ပြင်ဆင်ပြီးတော့မို့လို့ကျမတော့ဟိုခိုးစားဝါးလေးတဲ့အဲ့လောက်ထိမရှိတဲ့အတွက်ကြောင့်မို့လို့ဟိုသူတို့ပြောတဲ့ပစ္စည်းပေါ်မှာကြည့်ပြီးတော့ကွာတော့အနေချင်းထည့်သွားတယ်ပေါ့နော်ဆိုတော့ခါတဲ့လောက်ပါပဲအရင်ဆုံးဒါကတော့ဒီခလေးပစ္စည်းတွေဆိုတော့အဲ့လိုပဲပေါ့နော်ဒါကျမရဲ့ lifestyle မှာမူတည်ပြီးတော့ကျမနဲ့အဆင်ပြေပစ္စည်းတွေကိုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မတချို့သူနေကြတော့ဟိုအဆင်ပြေကောင်းပြည်ချင်မှပြည်ပါမယ်တချို့တွေကမလိုဘူးလို့ထင်တာမျိုးတွေလည်းဟိုရှိကောင်းရှိနိုင်မှာကျမလည်းဒီခလေးဟိုဘယ်လိုမမွေးဘူးခလေးတရားဟိုလည်းဟိုဆိုတတ်တယ်မလုပ်ဘူးလေဆိုတဲ့ခါကျတော့မခလေးမွေးပြတယ်ဆိုလို့ရှိရင်ဒါတချို့ပစ္စည်းလို့ရှိလို့ရှိရင်ဒါဟိုဒါတွေကမလိုဘူးဆိုတာမျိုးတွေလည်းဟိုထွက်လာနိုင်တယ်ပေါ့ဆိုတော့ခါကျတော့ဟိုတကယ်လို့ဒီအခုမှ first time နေတဲ့ဒီခလေးမွေးမဲ့ခလေးကိုဆိုတတ်တယ်လုံးမဲ့လူတွေအနေနဲ့တကယ်လို့ဟိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီကျမဟို message ပေါင်းနေပဲဖြစ်ဒါမှမဟုတ်ရှိလို့ရှိရင် comment ကနေပဲဖြစ်ပြီးတော့ဟိုကျမကိုမြင်နိုင်ပါတယ်ကျမတော့ဟိုကျမတီးတဲ့လောက်အထိအနေပြီးတော့ဟို reply လုပ်ပြီးမယ်လို့စဉ်းစားထားပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye